ကျွန်တော်ဒီမှာတော့ဘာကင်းဆော့မှာလဲဆိုတော့ဘူးလာတော့မဟုတ်ဘူးညာကျွန်တော်ဘာကင်းဆော့ဖို့ဆော့လာတာတော့တော်Global number 1 ယူရင်းနဲ့မြန်မာနိုင်ငံရဲ့အကောင်းဆုံးအိမ်မွန်ပလေယာဖြစ်တဲ့ The Country Mouse လို့ဘူးအိမ်မွန်နဲ့တွားတူတူဂိမ်းထဲမှာ6ကိုက်ပြီးတော့စစ်ထိုးပါနဲ့တူတူလေးရလေဘာသေးထိုးရလို့မဲ तू ကဆိုတာကြီးကြိုင်ပြီးမကြိုင်တဲ့ဘက်နဲ့ तू ကသေးထိုးကြီးလိုက်စကေးပြောင်းအေးကြီးโอเคကြီးလိုက်မိစုတပကေးရအောင်မယ်မိစုဆိုတာဘာမှမရှိရအေးပြီးရင်မစနဲ့ကွာကြီးလိုက်အကုန်ဖြုတ်ပြောင်းတေအောင်တက်ကြီးတော့မနိုင်ဘူးကြီးတော့လို့ကြီးလာတယ်ဆိုပေးပါမျိုးကြီးလိုက်မပေးပါလေဦးမရှိရအေးကြီးပေးအေးတာကောင်းလာနေရနော်အေးကောင်းလာနေရနော်မြင်နေအေးစေးအေးပြောတာလည်းတိုက်သေးပြီမလားရှုံးပြီပြောတော့ညာကြီးလို့အုပ်ပလီယာရေးဆိုရင်ဒီတချင်းကိုသိလိမ့်မယ်သိလားဆင်ကတော့ဒီတချင်းကိုတော်တော်လေးသဘောကျတယ်ပြီးတော့ဒီအပေါ်မှာပြလာတဲ့ KSOS တန်းခါလာတန်းလောင်းမဒါကျွန်တော်ရဲ့ကောက်ပဲဖြစ်ပါတယ်ကျွန်တော်ဒီဗီဒီယိုတင်ထားပါကျန်တဲ့3ယောက်နေရာကို lobby ကုတ်ချပြီးတော့အဲ့နေရိုးဟီရို red dot ဆော့မှာပဲဖြစ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးHello အားလုံးပဲမင်္ဂလာပါဘရိုကျွန်တော်ကတော့နှုတ်ပြီးကြွာကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့Mobile Legends နဲ့မှာ Minecraft ထဲက Steam လုံးကြီးကိုပြောင်းမှာဖြစ်ပါခင်ဗျာဘရိုခေလားကျွန်တော်မနေ့တော့ဒီ Steam နဲ့ပေါ့နော် Game Play ဗီဒီယိုထုတ်တင်လိုက်တယ်ကျွန်တော်အဲ့ဗီဒီယိုမှာလုံးကြီးကိုသိချင်တာဆိုကျွန်တော်မရတယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်အဲ့ဗီဒီယို comment မှာကျွန်တော်တော်များ share လို့ရေးကြတယ်ကျွန်တော်အဲ့ဒါကြောင့်ဒီနေ့မှာတော့လုံးကြီးပြောင်းပါခင်ဗျာဘရိုခေလားကျွန်တော်တို့တော်လမ်းတော့ဒါကျွန်တော်အားလုကပေါ့နော်အားလုကရဲ့စကင်များကျွန်တော်တို့ okay ဒါကြောင့်လုံးကြီးကိုသွားကြည့်အောင်ကျွန်တော်တို့လုံးကြီးမကြည့်ခင်တော်တော်ကြည့်လိုက်တာဘရိုသားမိုက်ရောစကင်ကလုံးဝတည်တတ်တယ်နော်မိုက်ရောလားဘရိုကြည့်လားတော့ပြောကြမရှိဘူးကြာကျွန်တော်သူအရိတ်တွေကသာမြင်လာဘရို Minecraft အသုံးဝင်ပြင်နေတာနော်ဒါကျွန်တော်လေလင်းပေါ်မနဲ့သွားလိုက်အောင် let's go okay bro ကျွန်တော်ပထမဆုံးဒီ Play Store က ML Toolkits ဆိုတဲ့ဟာတွေဗျာအားကြတော့ဒါပါဗျာဒီဥစ္စာလည်းအဲ့လိုတော့အလားကျွန်တော်ဟန်နေကြအောင်ဗျာဒါကတော့လည်းလိုက်ဟာကြအဲ့ဒါလေးကိုတောင်းထားဖို့ဆိုရင်တော့ bro ခေလားကျွန်တော်ပြီးရင်အဲ့ဒါဝင်လိုက်ဗျာ okayရောက်ပြီဆိုရင်ဒီအမားကြီးနေပြီလားကျွန်တော်တို့ဒီမှာတော့အဲ့ skin နဲ့မကောက်ဘူးကျွန်တော်တို့ဒီမှာဟိုပါပေါ့ကျွန်တော်တို့ဒီမှာ hero တွေရဲ့ဟိုပါကြည့်ရတာ ability ကျွန်တော် spare ပေါ့နော်ကျွန်တော်ဘာညာတာကပေါ့အကုန်ရှင်းပြထားရဗျာ bro ကြည့်ရင်ကိုကကြည့်ဟုတ်ကဲ့လား bro ခေကျွန်တော်ဒီထဲမှာကျွန်တော်တို့မှာ tank assassin marksman fighter mage sport ဆိုတာကျွန်တော်အများကြီးရှိတယ်ဗျာအဲ့ဒါ skin တွေဟက်လို့ရကျွန်တော်ကတော့ဟက်လို့ဆိုတာ bro ဒီအတိုင်းမှာတော့ဟက်တာမဟုတ်တော့ bro ခေလားကျွန်တော်အဲ့ဒါကျွန်တော်ကတော့အဲ့လိုမဟုတ်ဘူးကျွန်တော်ကဒီတိုင်း skin တွေတော့ဆိုတော့ကျွန်တော်ဒီမှာ only on MN toolkit ဆိုတဲ့ဟာလေးပြထားတယ်ဒီမှာအဲ့ဟာဒါဆိုရင်ကျွန်တော်ရင်းဆိုရင်ဘာစကေတော့ဒီ Taro Sakamoto အမေရိကန်ရှိရတော့ကျွန်တော်မလားဆိုကျွန်တော်ပို့ကူပါမှာ Minecraft တွေက Steam နဲ့ခွေးပေါ့နော်ကျွန်တော်ဟာဒါမှမဟုတ်ကျွန်တော်ဟာဒါဒီပဲအားလုံးကဲကျွန်တော်အများကြီးပဲဟက်ချင်တာဟက်လို့ရနော် bro ကဟက်ချင်တာဟက်လိုက်ပဲ okay ဒီမှာချောင်းကောတိုင်းပါပါတယ်မြင်လား bro ကြည့်လိုက်ချောင်းကောတိုင်းနဲ့ထောက်ထောင်ထွက်တယ် okay ဘိုးတို့ရအထောက်အထိုင်နဲ့အစားချရပါရဲ့ဗျာဒါဆိုအာယုံကိုတိုင်းမှာပါရနော် bro ခေလားဒါဆိုမီယာဗျာမီယာ LS ကျွန်တော်တို့အားဒီမှာဒီစတီဗျာ bro LS အောက်ကျင်နဲ့လောက်ကြည့်ဗျာတော်တော်လမ်းရနော် bro ခေလားကျွန်တော်ဒီမှာအဲ့လိုဒါစတီလေးမှာဆိုကျွန်တော်ဒါလေးနေလိုက်ဗျာ rebase ညာ bro ကျွန်တော်ဒီ rebase ဆိုတဲ့ဟာလေးနေလိုက်ဗျာ okay ဆိုအဲ့ဒါနေပြီးရင်တော့ကျွန်တော်တို့
ခဏဆောင်လိုက်ဗျာကျွန်တော်ဒီမှာစာလေးပေါ်လာလိမ့်မယ်ကျွန်တော်တို့စာပေါ်ပြီးတော့ကျွန်တော်နောက်တဲ့အဲ့စာပေါ်လာရင်ကျွန်တော်စာတစ်ခုပေါ်လာပြီးကျွန်တော်တို့ခဏဆောင်လိုက်ဗျာစောင့်ပြီးနောက်တဲ့စာတစ်ခုပြန်ပေါ်လာပြီးဆိုရင်ကျွန်တော်တို့ခိန်းနဲ့တွားကြည့်လိုက်ရှောက်ပြီဗျာကျွန်တော်ပြမယ်နော် bro okay bro ကျွန်တော်ကျွန်တော်ပြီးရင် hero ထဲဝင်လာဗျာကျွန်တော် hero ထဲမှာကျွန်တော်ဒီကောင်ကဟိုအတုကကကျွန်တော်တာမန်ဒီကျွန်တော်ဒီ hero ဗျာအဲ့ hero မှာကြာမှာကျွန်တော်ပြထားတော့တာမန်ပုံစံပဲပြထားရဗျာ bro ကျွန်တော်အဲ့ဒါလေးကို use လုပ်ပြီးတော့ hero training ဆိုတဲ့ဝင်လိုက်ဗျာကျွန်တော်မြောင်းကြည့်လာတော့ bro hero training ဆိုတဲ့ဝင်လာအဲ့ဆိုသူကတန်းပြီးတော့စလီပြောင်းလာတယ်ဗျာကျွန်တော်မနောရောက်ပြီဗျာโอเคကွာငါမနေ့ရောက်ပြီဆိုတော့လာတစ်ပက်ကခေါ်မယ်ဟိုโอเคတစ်ပက်ကဟိုပစ္စည်းတော့ရှိကြမှာဒါနဲ့ခေါ်မှာကွာရှုပ်ကွာโอเคကွာ